ဒီနှစ်ချက်ကိုသာလုံးနိုင်ရင်ဘယ်လိုမျိုးစုရနိုင်တဲ့ဒီကရန်ရိုက်အာဆင်နယ်တင်းကစားမဟောင်းကြီးဖြစ်သူအီမန်နျူရယ်ပီတီကတော့လက်ရှိအာဆင်နယ်တင်းရဲ့ကွလန်လူဒီကရန်ရိုက်ကကမ္ဘာ့ကောင်းဆုံးကစားမစုဖြစ်တဲ့ရွှေဘောလုံးစုကိုရယူနိုင်တဲ့အလားအလာရှိနေတယ်လို့ခိုင်မာပြောဆိုလိုက်တာကတကယ်ကိုစိတ်ဝင်စားစရာသတင်းလေးတစ်ခုဖြစ်လာခဲ့ပါတယ်။ PT ရဲ့ဆိုရဒီကရန်ရိုက်ကရွှေဘောလုံးစုအတွက်ဦးဆောင်နေတဲ့ကစားမတွေကတယောက်ဖြစ်တယ်လို့သူကိုယ်တိုင်ကလည်းဒီစုကိုရရှိနိုင်တဲ့အရေးချင်းပြည့်ရှိတယ်ဆိုတာကိုယုံကြည်နေတာဖြစ်ပါတယ်။အခရီးကမကောင်းလို့စုနဲ့လွှဲချော်ခဲ့တဲ့ဆိုရင်တော့မှအနည်းဆုံးတော့ top 5စီးရင်ထဲမှာတော့ right ကမဖြစ်မနေပါဝင်လာမှအသေးချပါပဲလို့ PT ကအသေးချပါဟောကင်းထုတ်ထားတာဖြစ်ပါတယ်။ဒီနေ့မှာဒီကရန်ရိုက်ပြသနေတဲ့ပုံစံကောင်းတွေကတကယ်ကိုအမခံဖြစ်နေပေမဲ့လာမယ့်ဇွန်လထဲမှာကျင်းပမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲကြီးက right ရဲ့ကစ္စမာကိုအဆုံးဖြတ်ပေးမယ်အဓိကတော့ချက်ဖြစ်လာမှာလည်းဖြစ်ပါတယ်။ဒီကရန်ရိုက်ကထိပ်တန်းဆင့်ကွလန်လူတယောက်ဖြစ်တဲ့ဆိုတာကိုနှစ်ပေါင်းများစွာကလေးကတတိပြသခဲ့ပြီးသားဖြစ်ပေမဲ့အာဆင်နယ်တင်းနဲ့သူစူပလာအောင်မြင်မှုတွေမရရှိသေးတာကတခြားသောထိပ်တန်းကစားမတွေနဲ့ရှင်ပြိုင်တဲ့အခါမှာသူ့တဲ့အားနည်းချက်တစ်ခုလိုဖြစ်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့ရာသီမှာတော့အာဆင်နယ်တင်းနဲ့သူအဓိကစူပလာကြီးတွေရယူနိုင်တော့မယ်လို့ PT ကမျှော်လင့်နေတယ်လို့အဲဒီလိုသာအောင်မြင်ခဲ့မယ်ဆိုရင်တော့ဒီကရန်ရိုက်ရဲ့ရွှေဘောလုံးအိမ်မကတကယ်ကိုလက်တွေ့ဖြစ်လာတော့မှာဖြစ်တယ်လို့သူရဲ့တက်မိုးကလည်းကမ္ဘာ့စံချိန်တင်တော့မှအသေးချပဲဖြစ်ပါတယ်။ပို့ပြီးတော့ဆေးရုပ်ရှာဖို့ကောင်းတာကတော့အကယ်၍ရိုက်တာကမ္ဘာ့ဖလားမှာပါအင်္ဂလန်တင်းနဲ့သူအောင်မြင်မှုတွေထပ်ပြီးရယူသွားနိုင်ခဲ့မယ်ဆိုရင်တော့ရွှေဘောလုံးစုကဘလူးနီယစုကဒီကရန်ရိုက်တော့ပဲဖြစ်လာမှာပါလို့ PT ကအပြတ်သက်ပြောဆိုထားတာပဲဖြစ်ပါတယ်။ဒါဟာကွလန်လူတယောက်တော့တကယ်ကိုကြီးမားတဲ့ဂုဏ်တော်တစ်ခုဖြစ်လာမှာဖြစ်တယ်လို့ရိုက်ရဲ့ကစားပုံကအတင်းကိုဘယ်လောက်ထိအကျိုးပြုနေတယ်လဲဆိုတာကိုလည်းကမ္ဘာကအတိအမှတ်ပြုလိုက်တဲ့သဘောပဲဖြစ်ပါတယ်။ right အနေနဲ့အခုချိန်မှာသူ့ရဲ့ပုံစံကောင်းကိုဆက်ပြီးထိန်းထားနိုင်မှုပဲလိုအပ်နေပြီးအာဆင်နယ်တင်းတို့ရောအင်္ဂလန်တင်းတို့ပါအောင်ပွဲတွေယူဆောင်ပေးနိုင်ခဲ့မယ်ဆိုရင်တော့သူကနံပါတ်1ကစားမဖြစ်တမိုင်းတွင်သွားမှာဖြစ်တယ်လို့ PT ရဲ့ဟောဘင်းကလည်းတကယ်ကိုထိထိမိမိရှိသွားမှာဖြစ်ပါတယ်။ဒီကုန်းထက်နဲ့ပြောမယ်ဆိုတော့ PT ရဲ့ဒီသုံးသက်က right တော့တကယ်ကိုခွန်အားဖြစ်စေမယ့်စကားတွေပဲဖြစ်ပါတယ်။အာဆင်နယ်တင်းရဲ့ကိုယ်လည်းမရှိမဖြစ်တဲ့ကစားမတစ်ယောက်ဖြစ်ခြေစွမ်းပြနေတဲ့ right ကအခုဆိုရင်ကမ္ဘာ့ဆင့်ကစားမတွေနဲ့ဒန်လူရှင်မြန်နေစွမ်းရှိနေပြီဆိုတာကိုဘယ်သူမှညင်းလို့မရတော့ပါဘူး။စူလာအောင်မြင်မှုတွေရယူနိုင်မှုကသာသူ့အတွက်နောက်ဆုံးကြံရှိနေတဲ့စိန်ခေါ်မှုဖြစ်ပြီးအဲ့ဒီအတားဆီးကိုသာကြော်ဖြတ်နိုင်ခဲ့မယ်ဆိုရင်တော့ဒီကရန်ရိုက်က2026ခုနှစ်ရဲ့ဘလူးနိုးဆူရှင်ဖြစ်လာမှာဖြစ်တယ်လို့အာဆင်နယ်ဖန်တွေအတွက်လည်းဂုဏ်ယူစရာအကောင်းဆုံးချိန်တစ်ခုဖြစ်လာမှာပဲဖြစ်ပါတယ်။ ဒီမှာ United ကတည်းကအမားကိုချပြပေး